အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြတ်တော်စင်ဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကဆီယာမမီမီရဲ့ Beauty Academy မှာလေဆာနဲ့ဖြတ်ရန်ခက်တဲ့မျက်ခုံးလေးနှာခမ်းတွေပေါ့နော်မျက်ခုံးကဝါတာတို့စိမ့်တာတွေနီအောင်ဖြစ်နေတဲ့မျက်ခုံးလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန်လေဆာနဲ့ဖြတ်ရခက်တယ်ပေါ့နော်ဖြတ်လို့မရတော့တဲ့အနေအထားရှိတယ်ပေါ့ဆိုတော့ဒီမျိုးဖြတ်ရအခက်တဲ့အနေအထားမှာနောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့Etalon Mesh ဆေးနဲ့အမာရော့မကြံအောင်ဖြစ်တဲ့နည်းတွေကိုတွားရောက်လေ့လာသင်ယူခဲ့ပါတယ်ဒီ technique ကဆိုလို့ရှိရင်တော့လေဆာနဲ့ဖြတ်ရခက်တဲ့မျက်ခုံးတွေဝါတာတွေစိမ့်တာတွေလုံးဝနက်နေတဲ့မျက်ခုံးတွေကိုလုံးဝကိုအမာရော့မကြံအောင်အခြေအတူလေးအတွင်းမှာဖြတ်လို့ရနေပါပြီဒီဝန်ဆောင်မှုလေးတွေကိုကျွန်တော်ကဒီချေမီမီ Beauty Academy မှာတွားရောက်လေ့လာသင်ယူခဲ့ပါတယ်ခင်ဗျာဒီနည်းပညာကိုကျွန်တော်တို့ဆိုင်မှာဝန်ဆောင်မှုပေးဖို့အတွက်ကျွန်တော်ကအဆင်သင့်ဖြစ်နေပါပြီ။ကဲ၍မိမိမျက်ခုံးဟာလေဆာနဲ့ဖြတ်ထက်ထားတာหนีနေတယ်စိမ့်နေတယ်လုံးဝကိုနှက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေဆာနဲ့လည်းမပြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီနည်းပညာနဲ့အမာရော့မကြံအောင်အချိန်နဲ့ကုန်သက်သာပြီးတော့လာရောက်ဝန်ဆောင်မှုရယူလို့ရပါပြီ။အသေးစိတ်ကိုတော့ကျွန်တော်တို့ချက်ပါဖြစ်စေဖုန်းနံပါတ်ဖြစ်စေဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။